တကယ်လို့များမနှက်ပြန်မနှက်မှာကဘာပေါ်ကလူသားတွေအားလုံးရုတ်တရက်ပြောက်ကွယ်သွားမယ်ဆိုရင်ဘာတွေဖြစ်လာမလဲကျွန်တော်တို့တိစောက်ခဲ့တဲ့မျိုးကြီးတွေဤပညာတွေနဲ့ဒီကဘာမြေကြီးရဲ့အနာဂတ်ကဘယ်လိုဖြစ်သွားမလဲအခုဗီဒီယိုမှာအချိန်ကာလအလိုက်ဖြစ်ပျက်လာမယ့်အခြေအနေတွေကိုလေ့လာကြည့်ရအောင်ပါလူသားတွေပြောက်ကွယ်ပြီးနိုင်ပိုင်းအတွင်းမှာပဲလောင်စာကုန်သွားတဲ့အတွက်ကဘာတဝန်းကမီးတွေဟာတဖြည်းဖြည်းမိတ်သွားပါလိမ့်မယ်တပတ်အတွင်းမှာတော့အေးပေးစနစ်ချိုးယွင်းမှုကြောင့်နျူကလ িয়ার စက်ရုံအချို့မှာပောက်ကွဲမှုတွေဖြစ်လာနိုင်ပါတယ်ပြုပြင်ထိန်းသိမ်းမဲ့သူမရှိတော့တဲ့အတွက်လမ်းမတွေပေါ်မှာညက်တွေအပင်တွေဖုံးလွှမ်းလာပါမယ်မြေအောက်ရထားလမ်းတွေမှာရေရှမ်းပြီးမြို့လေကောင်တွေဟာရေကန်ကြီးတွေဖြစ်လာပါလိမ့်မယ်တောရိုင်းတိရစ္ဆာန်တွေဟာသူတို့ရဲ့နေမြေဟောင်းတွေကိုပြန်လည်သိမ်းပိုက်လာကြမှာပါရာစုနှစ်တစ်ခုအကြာမှာတော့ကျွန်တော်တို့ရဲ့ဂုံယူစရာအဆောက်အုံတွေဖြစ်တဲ့အီဖယ်မျော်စင်တဲ့တရားကြီးတွေဟာတန်ချီတက်ပြီးပြိုကျကုန်ပါပြီနယူးယောက်လန်ဒန်ရန်ကုန်စတဲ့မြို့ကြီးတွေဟာတောအုပ်ကြီးတွေဖြစ်ပြောင်းလဲသွားပါလိမ့်မယ်နှစ်ပေါင်းတောင်းချီကျသွားတဲ့အခါမှာတော့လူသားတွေရှိခဲ့ဘူးလေဆိုတဲ့အထောက်ထားဟာပလတ်စတစ်နဲ့ဖန်ထည်အပိုင်းအစချို့ပဲကျန်တော့မှာပါကဘာကြီးကတော့သူ့ရဲ့မူလသဘာဝအတိုင်းအလွန်တန်ရှင်းပြီးစိမ့်လန်းနေပါလိမ့်မယ်အနှစ်ချုပ်ရရင်ကဘာကြီးကရှင်တန်မှုလူသားတွေကိုမလိုအပ်ပေမဲ့ကျွန်တော်တို့လူသားတွေကတော့ရှင်တန်မှုဒီကဘာကြီးကိုလိုအပ်နေတာပဲဖြစ်ပါတယ်